When the now song for you got no greater than less than you but the now song for you to me. Get both Saliga prove that the big Yama so was the mouth of the Yaman statement is 2 and plus 7 less than and plus 8 the whole square. Daliga as the mother big Yaman statement. The car of Baka to big Yama for all natural number and Yamaro natural number can that happy machine. တတ်တာတဲ့မရှိရင်ကျွန်တော်ဒီဇာတ်တွေပြန်စားမှာတော့ဒီကနေ့ပြန်စားပြီးစဉ်းစားတော့မှာမြေတာဆုံးထုံးစံအတိုင်းပဲတတိပြခြင်း statement ကို let's zero and ဆိုပြီးကျွန်တော်လုပ်လိုက်မယ်ဒီပိုင်းနဲ့ကျွန်တော် step က natural number တွေကအမြဲဆုံးဖြစ်ဖြစ်တင်းနေတတိပြမယ်ဒီက n equal to 1တက်သွားတယ် left hand side n နေရာမှာ1လေးထည့်ပြီးဒါဆိုတော့9ရပြီ right hand side n နေရာမှာ1ထည့်လိုက်ပြီး6ရတယ်ဒါဆို left hand side 9 degree right hand side 16တဲ့နေတာပေါ့ဒါကြောင့်လို့ the statement is true for n equal to 1ဒီတော့ရင်စမလို့ဘာကြောင့်လို့ assume that the statement is true for n equal to 3သူလည်းဖားနေတာကိုကျွန်တော်လည်းဘာမှမပြောဘူးဒီတိုင်း statement မှာ n နေရာမှာ3လေးကိုပြောင်းသုံးလိုက်ပြီ okay သုံးလိုက်ပြီတော့ okay ဒီတော့ရင်ဘာလို့လို့တတိပြပြီး we will show that the statement is true for n equal to k plus 1 that we have to prove that for real only n မှာ k plus 1 you know ဒီနော် k plus 1ထည့်လိုက်တော့ 2k plus 2ခုနဲ့ပေါင်းလိုက်တော့ 2k plus 9ဒီမှာ current ရှင်းလိုက်တယ်ဆိုရင်တော့ n မှာ k plus 1ဆိုတော့ k plus 1 plus 3ဆိုတော့ k plus 4ဒီမှာရေးထားလိုက်ပြီ okay ဆိုမှနောက်တစ်နေ့ကိုတော့မယ်နောက်ကိုပြင်စမှာအရေးကြီးတဲ့အရှုံးလေးကိုအရင်ကိုမယ်ဒီမှာအရှုံးလေးဒီ 2k plus 7ဆိုတာကိုတွေ့ရင်ဗာလေးသုံးရမယ်မင်းတို့ဒီ k plus 3 down square လေးကိုသုံးရမယ်အခုနရကြတာနော်ဒီမှာ 2k plus 7လေးကိုတွေ့ရင် only less than k plus 3 down square လေးကိုသုံးရမယ်ပြီးတော့ဒီလိုဒီနေ့တောင်ဒီမှာခြိုက်တာလေ 2k plus 9 less than k plus 4 down square အဲ့လိုရေးထားလိုက်တော့ဒီဟိုဘက်စာမျက်နှာကိုခုပြီးခုတော့ဆရာမက 2k plus 9ရဲ့စ 2k plus 9ကိုဆရာမဘာလို့ပြင်ပြီးတော့အရှုံးကိုသုံးကြလို့ရည်ဟုတ်တယ်နော်ဒီအရှုံးလေးကိုယူသုံးမယ်လို့ပြောရင် 2k plus 9နဲ့ဆရာမဟာငါ 2k plus 7နဲ့လို့ဆိုတာဒါကြောင့်လို့ပိုးလေးကိုပြန်ခွဲ 2k plus 7ပြီးတော့ဘာလေးပြန်ပေါင်းတော့မပြောင်းအောင်တန်ဖိုးရအောင်လို့နှိပ်ပြီးပြန်ပေါင်းဒါဆိုရင်တော့တွေ့ပါပြီ 2k plus 7ကိုတွေ့ရင်ဆရာမဘာလေးသုံးလို့ပြောတော့only now less than 3 plus 3 the whole square ကိုသုံးမယ်လို့ပြောရင်သုံးထလိုက်ပြီသုံးပြီးွားရင်ဆရာမပြောရင်အနိုင်ရက်နောက်သုံးပြီးတော့ရတယ်အနိုင်ရက်okay ခဏရက်ပြီးဆရာမတို့လိုတဲ့ကောင်ကိုလာစဉ်းစားတော့မယ်လို့ဆရာမပြောရင်ဟောဒီပါ k plus 4 the whole square ဆိုတော့ပြန်လိုက်ရင် k နဲ့ထက် k နဲ့နောက် k နောက်ချင်းနဲ့စာနောက် k နဲ့ထက်ဒါဆီယမလို့ချင်ရင် k အဲ့ဒီ k ဖြစ်အောင်လုပ်မှာဒီကောင်နောက်ပြီးတော့ကျွန်တော်အစားပေးရတဲ့ခဏကြီးရပြရတဲ့ဒီလိုလာတဲ့ကဒီကနေ့မဖြစ်ဖြစ်အောင်လုပ်မှာဒီကနေ့မဖြစ်ဖြစ်အောင်လို့ကျွန်တော် k square မရှိဘူးမရှိဘူးတော့ကျွန်မဒီကောင်ကိုဖြန့်ချမှာရပါအဲ့တော့မှဆရာမဖြန့်ချမှာကိုမကပြောလို့ဖြန့်ချတာမဟုတ်ဘူးလူကျင်တဲ့ကောင်ကိုကြည့်ပြီးတော့ဖြန့်ချဖို့လိုအပ်တယ်လို့ဒီစားမှာဆရာမဖြန့်လာညာချင်းကြီးဖြန့်လာငယ်ပြီဆိုတဲ့ဒီကောင်ပေါ့လူတန်းဖြန့်ချတာဒီပြီးနှစ်ထပ် k square ဒီပြီးနဲ့နောက်ပြီးနောက်ချင်းက60နောက်ပြီးနှစ်ထပ်က4ပြီးဒီမှာ3လုံးနဲ့ရှိတယ်ဒီမှာ9နဲ့2နဲ့ပေါင်းလိုက်တော့1ဒီမှာညာချင်းကြီးတွေ3နာတယ်အားကြောင့်လို့အနေနဲ့ဆိုတဲ့ဒီလုံးဝမပါဘူးကျွန်မရိုးတန်းရှင်းနေတာဒီမှာလာပြီးဒီလာပြီးနင်တို့ဒီလိုဆရာမတို့ဒီကပြီး k square plus 8k plus 16နင်တို့က k square plus 6k plus 9 k square တူနေဆရာမတို့က 8k plus 16ဒါဆိုဆရာမဟောဒီ 8k plus 11ညမှာဆရာမတို့ဒီနေ့ဘာယူကောင်းနေတာ 8k plus 16ကိုဆရာမဒီတိုင်းကောက်ပြီးမှခင်ဗျာတောင်းရေးဆိုမှမပြောတာကောက်ရေးတယ်ကောက်ရေးနေရဘူးဥစ္စာကသိထားတဲ့ idea နဲ့တိုင်နေရမယ်ငယ်ဆိုတော့ပြည်တယ်ပတ်ထားတယ်ဒါကြောင့်ကျွန်မလက်စမ်းတူတာပုံနေရပါ
K square K square only 6K plus 11 yama sema 8K plus 16 down the up. Down the Yama Yama down the other country video no 6K to 8K has made. I mean, she like that to 6K have 8K has made. Maybe the pick us out of mail, mail out all. No, you know, I give a mail out to your 50 to 6,000 mail. Or 6K, 8K has mail, 50 to 6,000 mail. ငယ်လေးစုရတဲ့ပါလေးငယ်လေးတင်ကြတာပုံရည်ရပါဒီပု္ပ္ပာကထိတံမှုဒီပု္ပ္ပာပုံလုံးကထိတံမှုဒီဉာဏ်စာစေတာနော်ဝမ်းသာနေစာစေတာနော်ဒီဉာဏ်မှာကိစ္စတို့ဝမ်းနေရဒီလိုလေးကြည့်လိုက်ပုံစံစီဒီကိုကြတဲ့တော့ဒီကိုဝမ်း national မှာရကိုကြတဲ့တော့ဒီကိုဝမ်းထိတံမှုတစ်ရုံးတိအောက်တူဆောင်းချစ်တဲ့ချစ်ဒီလိုပိုက်ချတဲ့ဒါဆိုရင်မှလည်းဒီ case ကလက် case 60ရာပါဠိကောင်းနေတယ်လို့ ဒီပလတ်ကိုတောင်းလို့ကိုယ်ကြီးညာကျင်းနေစီရလို့။ဆရာမကလမ်းခဏကြည့်နေစင်တာကိုလူကျင်တဲ့ကောင်ကိုတွေ့ရင်ကောက်ပြီးခိုင်း။ကောက်ပြီးတော့လည်းတောင်းပြချက်လေးခိုင်လို့အောင်ပြီး။ပို့စာတဲ့ပေါ်တရားဖြစ်ရင်ရင်းလို့ဆိုရင်ညာနဲ့ကိုက်နေတောင်ပြီးတယ်ဆိုရင်ညာနဲ့ကိုက်နေတောင်ဒီနာမှာတောင်းပြချက်ထိုင်လိုက်လို့ပြလိုက်။ပြီးတော့လည်းဒီလိုက်ပေါ်သွားပြီးပြီးတော့လည်းဆရာမအစီထူတာလေးနဲ့ဖုန်းကနေပြီးလို့စာနေတယ်။ဒါဆိုရင်ဒီပို့စာလေးကိုထူတော့ဟုတ်ပြီနော်။ပုဂ္ဂိုလ်လေးကိုအဲ့လောက်ပြီးခတ်မနေတာပဲလို့အရှုံးပေါ်တဲ့ချက်လေးကိုရအောင်သုံးလို့သူမိဝါဒလေးခဏရက်စတော့လုပ်ပြီးတော့ဒီဘက်ချမ်းလေးကိုသာစင်တာတိတိလေးနဲ့မတူတူအောင်မရရအောင်လုပ်လိုက်တာလုပ်တဲ့နေရာဒါပု္ပ္ပာရောခတ်နေပါဦးလေပါတော့လူချင်းကောက်ယူလိုက်တာကောက်ယူမှဘာကြောင့်ယူလို့ဆိုတော့အကြောင်းပြချက်ကိုခတ်နေလို့ကြည့်ပြီးလိုက်တာဒါနဲ့စမတော့တဲ့နေရာမတူရဟာဒီညာလေးပြည့်နော်အဲကြောင့်လို့နားရနော်အဲ့ဆရာကြီးတွေမှန်တယ်။ဘာမှလည်းစံတယ်ခမားကြီး။အဲကြောင့်လို့စိုက်တည်ပြီးတော့ပြပြလို့ရပါတယ်။ဒီဒါဆိုရင်တော့ဖတ်စာပုံစာလေးကိုမာပြီးပြင်လို့